အားလုံးမင်္ဂလာပါကွယ်ဆရာမကတော့တီချက်ပန်းမှာဒီနေ့တော့ grade 2သင်ရှာအခန်းနှစ်ကအရှိန်နဲ့ကြာတော့အရှိန်သင်ခန်းစာမှာပါတယ်စာမျက်နှာ၈ကနံပါတ်5ကကြီးလေးကိုဆရာမနဲ့အတူတူလေ့လာကြည့်အောင်နော်အဲ့တော့မောင်မောင်ကတဲ့2နာရီ10မိနစ်မှာစာအုပ်ဆိုင်သွားဖို့အင်ကားထွက်တာတဲ့နော်ဆိုင်ရောက်ဖို့သူ45မိနစ်လမ်းမှာသူကြာတယ်တဲ့နော်ဘဲအချိန်မှာသူဆိုင်ကိုရောက်တယ်လေတဲ့အဲ့တော့သူမေးတာကဆိုင်ကိုရောက်တဲ့အချိန်ကိုမေးတာဆရာမတို့ကဆိုင်ရောက်တဲ့အချိန်ကိုဖြေပေးရမှာပေါ့နော်အဲ့တော့ဆရာမတို့ကနိုင်လေးနဲ့ရှင်းမယ်အဲ့တော့2နာရီ10မိနစ်မှာစာအုပ်ဆိုင်ကိုသွားဖို့အင်ကားထွက်တာဟုတ်ပြီနော်အဲ့တော့ဆရာမတို့ကအင်ကားထွက်ချိန်ဆိုပြီးတော့နိုင်လေးတစ်လုံးဆရာမတို့ဆွဲလိုက်မယ်အဲ့တော့2နာရီ10မိနစ်လို့သူကပြောတဲ့အတွက်ကြောင့်လက်တံနိုင်လက်တံလေးပေါ့နော်နိုင်လက်တံလေးက2နာရီကြော်လေးမှသူကထိုးလိုက်မယ်မိနစ်လက်တံကကြတော့10မိနစ်လို့ပြောတဲ့အတွက်ကြောင့်ဆရာမတို့ကစနစ်ကနေစပြီးတော့ဒီမှာတစ်ခွက်ကို5မိနစ်ပေါ့နော်9:10ကြတော့ဒီနေရာလေးမှာ10မိနစ်ဆိုတဲ့နေရာလေးမှာမိနစ်လက်တံလေးကိုထိုးလိုက်မယ်ဒါသူပေးထားတဲ့ပုံစံနိုင်လေးပေါ့နော်2နာရီ10မိနစ်ဒါအိမ်ကထွက်တဲ့အချိန်လေးပေါ့ဟုတ်ပြီနော်အဲ့တော့ဆိုင်ရဖို့သူကလမ်းမှာဘယ်နှမိနစ်ကြာတော့40နဲ့မှ5မိနစ်ကြာတယ်ဟုတ်ပြီနော်အဲ့တော့45မိနစ်ကြာတယ်ဆိုဆရာမဒီမဲ့နိုင်လေးနဲ့ဒါတော့သမီးတို့ပြမယ်ပေါ့နော်ဆရာမဒီမဲ့2နာရီ10မိနစ်အင်္ဂါစထွက်ချိန်လေးကိုဆရာမလှုပ်ထားလိုက်တယ်ပေါ့နော်ကဲအဲ့တော့ဆရာမ45မိနစ်ကြာတယ်ဖြစ်တဲ့အတွက်ကြောင့်နိုင်လက်တံအတိုင်းဆက်သွားမယ်အကွက်ကလေးတစ်ကွက်ကိုဘယ်နှမိနစ်တော့5မိနစ်ဟုတ်ပြီအဲ့ဆို45ကြာရင်ဒါတော့သမီးတို့ကဘာလုပ်ပေးမလဲရက်ပေးမယ်နော်45မိနစ်ကြာရင်ရက်ပေးပါမယ်ကဲကြည့်အောင်စပြီးတော့ရှိမယ်10 15 20 25 30 30နဲ့မှ5 40 40နဲ့မှ5ဟုတ်ပြီကဲ45ကိုရောက်ပြီဆိုရင်ဆရာမတို့ကဘာပုံလေးတုံးကြည့်ကြည့်အောင်နော်နိုင်လက်တံလေးကဘယ်ကိုထိုးနေလဲ3ကိုထိုးနေတယ်မိနစ်လက်တံလေးကဘယ်ကိုထိုးနေလဲ17ကိုထိုးနေတယ်အဲ့ဒီနိုင်လေးကိုဆရာမတို့ကဒီမဲ့ဆွဲမယ်ပေါ့နော်အဲ့တော့နိုင်လက်တံလေးကဘယ်ကိုထိုးမှလဲဆရာမတို့က3ကိုထိုးမယ်ပေါ့နော်နိုင်လက်တံလေးက3ကိုထိုးမှဖြစ်ပါတယ်ဟုတ်ပြီမိနစ်လက်တံလေးကဘယ်ကိုထိုးနေရလဲ17ကိုထိုးတာပေါ့နော်ဆရာမတို့ဒါဘယ်နှနာရီလဲဒါတို့သမီးတို့ကကြည့်မယ်ပေါ့ဟုတ်ပြီနော်ကဲအဲ့တော့ဆရာမတို့ကဒီမဲ့ကြည့်အောင်နိုင်လက်တံလေးက3ကိုထိုးနေတယ်3နာရီထိုးပြီလားမထိုးသေးဘူးเนาะ3နာရီမထိုးသေးဘူးဆိုရင်ဘယ်နှစ်နာရီလို့ရေးမလဲဆရာမတို့က3နာရီကမထိုးသေးတာဖြစ်တဲ့အတွက်ကြောင့်2နာရီထိုးပြီးပေါ့ဟုတ်ပြီเนาะကဲမိနစ်လက်တံလေးကိုကြည့်မယ်မိနစ်လက်တံကလေးကကြတော့ဆရာမဒီစနစ်ရဲ့ဒီကနေပြီးတော့စပြီးတော့ရှိမယ်ပေါ့เนาะစနစ်ကနေရှောက်တီဆိုရင်ဘယ်နှမိနစ်ရှိတော့ဒါတော့သမီးတို့မိနစ်30ရှိတယ်ဟုတ်ပြီเนาะကဲ30 35 40 45 50 55ဟုတ်ပြီနော်2နာရီထိုးပြီးတော့ဘယ်နှမိနစ်လဲ50နဲ့မှ5မိနစ်မှသူဘယ်ကိုရောက်သွားတာတော့ဆိုင်ကိုရောက်သွားတာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကသူမေးထားတာကဘာကိုမေးထားတာတော့သူဆိုင်ကိုတဲ့ဘယ်အချိန်မှသူဆိုင်ကိုရောက်တယ်လဲဆိုဆိုင်ကိုရောက်ချိန်မေးတာပါအဲ့တော့ဆိုင်ကိုရောက်ချိန်ဆိုတဲ့အဖြေလေးကဘယ်နှနာရီဘယ်နှမိနစ်လဲ2နာရီနဲ့မှ50နဲ့မှ5မိနစ်ဆိုတဲ့အဖြေလေးကိုရပါတယ်ဒီလိုမျိုးလေးရှင်းပြမယ်ဆိုရင်ကိုယ့်ရန်တသားမီမီလေးတွေလည်းအားလုံးရသွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်